အားလုံးပဲမင်္ဂလာပါနော်ကိုစတောင်းမြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ Skibidi Dollar ပရိသတ်တွေကိုအကြီးအကျယ်ဆက်လုပ်ရှားစေမဲ့သတင်းလေးတွေယူဆောင်လာခဲ့ပါတယ် Episode 80ရဲ့ဇလံအကြောင်းအရာတွေ Tafush Boom ကိုယ်တိုင်ပေးခဲ့တဲ့အဖြေတွေနဲ့လျှို့ဝှက်စမ်းကြယ်တဲ့မျိုးနွယ်စုအသက်အကြောင်းကိုသုံးသပ်ချက်ပေးသွားမှာဖြစ်ပါတယ်အဆုံးနဲ့ကြည့်ရှုပြီးရင်တော့ကိုပိုင်ထင်မြင်ချက်လေးတွေရေးသွားကြပါအောင်ရှင်ဆိုတော့ဆောင်လိုက်ကြရမှာနော်ပထမဆုံးမေခွန်ကတော့ Tafush Boom မှာစက်ရုပ်တစ်ယောက်လားဆိုတာပါပဲမကြသေးမီက Tafush Boom ရဲ့ animator တွေထဲကတအူဟာ Tafush Boom ရဲ့စကားသံအတန်ဖန်းဖိုင်ကိုပရိသတ်တွေကိုချပြခဲ့ပါတယ်။ဒါဟာ Tafush Boom ကိုယ်တိုင်ကသူဟာလူသားမဟုတ်ဘူး။ AI သို့မဟုတ်စက်ရုပ်တအူဖြစ်တယ်ဆိုတဲ့ကောလာဟလတွေကိုခြေပဖို့ကြိုးစားခဲ့တာပါ။ Tafush Boom ကအတန်သွင်းဖိုင်ထဲမှာတော့ကျွန်တော်ဟာစက်ရုပ်မဟုတ်ကြောင်းတရားဝင်အတည်ပြုပါတယ်။ကျွန်တော်ဟာအယိုးနဲ့အရည်ပြားနဲ့ပြုလုပ်ထားတဲ့စီဝသဘာဝပုံစံပါလို့ပြောခဲ့ပါတယ်။ဒါပေမဲ့သုံးသက်သူတွေကတော့ဒီအတန်ဟာစက်ရုပ်တရုတ်ကလူသားစကားအတိုင်းပြောဖို့အတူယူပြီးစ조사ပြောဆိုနေတဲ့ပုံပေါက်နေတာကြောင့်ဒါဟာဆက်လန်းရဲ့ foundation နဲ့ပတ်သက်တဲ့အရန်ကိုကြောက်စရာကောင်းတဲ့အချက်တစ်ခုဖြစ်နေပါနော်လွန်ခဲ့တဲ့ရက်နှင်းငယ်က Tafush Boom ကို episode 80ရဲ့အကြောင်းအရာကိုမေးမြန်းခဲ့ပြီးချိန်မှာသူကအခုလိုအသေးစိတ်ဖြေခဲ့ပါတယ်ဒီဆက်လန်းဟာတိတိတတ်တာပြောင်းလဲမှုတွေနဲ့ရှေ့ဆက်သွားလိမ့်မယ်အံ့အားသင့်စရာကောင်းတဲ့လျှို့ဝှက်ချက်အချို့လည်းပေါ်ထွက်လာလိမ့်မယ်Tafush Boom ဟာစက်ကောင်တအိုးချင်းစီရဲ့ကိုပိုင်ထူးခြားတဲ့တိုက်ပွဲတွေကိုပုံမဖန်တီးလိုတယ်လို့ဖြေခဲ့ပါတယ်။ဒီဖြေတွေရ episode 80ဟာရိုးရှင်းတဲ့တိုက်ပွဲတွေထက်စက်ကောင်တွေရဲ့အတွင်းစိတ်နဲ့နောက်ကျောင်းရာဇဝင်တွေကိုဖော်ထုတ်မဲ့အပိုင်းဖြစ်လာဖို့သိချနေပါတယ်။ဒီလိုအသေးစိတ်ဖြေခဲ့တာဟာပထမဆုံးချိန်ဖြစ်ပါတယ်။ဒါဆိုဒီတစ်ခါတော့အရေးကြီးတဲ့ဖြေကိုပေးခဲ့တာကြောင့် episode 80ဟာတကယ်ကိုအရေးပါတဲ့အပိုင်းဖြစ်မယ်လို့ခန့်မှန်းရပါတယ်နော်။ပရိသတ်တွေက episode 80မှာHalf Titan Speaker Man လိုမျိုးအစွမ်းတက်စက်ကောင်အသစ်တအုပ်ကိုမြင်ရမလားဒါမှမဟုတ် Titan အသစ်ပေါ်လာမလားဆိုတာစိတ်ဝင်စားနေကြပါတယ်ဒီအပေါ် Speaker Man တွေမှာ Half Titan တွေရှိတဲ့အတွက်ကြောင့်မကြခင်မှာ Cameraman မျိုးနွယ်စုဘက်က Half Titan အသစ်တအုပ်ပေါ်လာဖို့ဖြစ်နိုင်ခြေရှိတယ်လို့သုံးသပ်ထားပါတယ် Titan တွေနဲ့တခြား agent တွေကအများကြီးရှိပေမဲ့ Launch TV Man ကတအုပ်တီးတာဘာလို့ရှိနေရတာလဲဆိုပြီး Tafush Boom ကိုမေးမြန်းတဲ့အခါမှာသူကသူ့ကိုတမှုထူးခြားစိတ်ချင်လို့ဘာလို့ဖြေခဲ့ပါတယ်။ဒီအဖြေရ Launch TV မရဲ့စက်ကောင်ဟာတခြား agent တွေထက်ပုံမအရေးပါတဲ့နောက်ခံဇာတ်လမ်းတစ်ခုရှိနေတယ်လို့ခန့်မှန်းရပါတယ်နော်။ Tafush Boom ကဒီနှစ်အတွင်းမှာမျိုးနွယ်စုအသစ်ကိုပြသသွားဖို့စီစဉ်ထားကြောင်းပြောခဲ့ပါတယ်။ဇာတ်လမ်းထဲကမျိုးနွယ်စုတွေရဲ့အယောင်ခွဲခြားမှုတွေကိုကြည့်လိုက်ရအောင်ပါ။ကင်မရာမန်တွေကပြရအောင်ပါ။ Alliance ရဲ့အတိကအင်အားစုတိုက်ပွဲဝင်တဲ့အသားပေးစစ်သားများကိုကိုစားပြုပါတယ်။ Speaker Man တွေကအနီရောင်ပါစိတ်ဝိညာဉ်ပျော်ရွှင်မှုနဲ့အပြုသဘောဆောင်တာကိုကိုစားပြုပေမဲ့ကင်မရာမန်တွေထက်အားနည်းပါသေးတယ် TV Man တွေကတော့ခရင်ရောင်ပါအစွမ်းအထက်ဆုံးလျှို့ဝှက်ပြီးထူးဆန်းတဲ့မျိုးနွယ်ဖြစ်ပါတယ် Secret Agent တွေကအစိမ်းရောင်ပါအခုနောက်ပိုင်းမှာ Secret Agent ရဲ့အစိမ်းရောင်ဟာသူ့ရဲ့အကူအညီပေးသူတွေနဲ့ပုံပြောင်းနိုင်တဲ့မျိုးသမီးတို့မှာပါဝင်နေတာကြောင့်အစိမ်းရောင်မျိုးနွယ်ဆိုအသစ်ပေါ်လာဖို့အခွင့်အလမ်းများနေပါတယ်ပရိသတ်တွေအားအထားရဆုံး theory ကတော့ကွန်ပျူတာမန်မျိုးနွယ်စု theory ပါ episode 80 part 3မှာ Secret Agent ရဲ့စပွဲပေါ်မှာမျိုးနွယ်စုအားလုံးရဲ့ကောင်းတွေကိုတွေ့ရပြီးဘယ်ဘက်မှာကွန်ပျူတာ monitor တစ်လုံးကိုလည်းတွေ့ရပါတယ်ဒီကောင်းတွေဟာ agent တွေရဲ့ကူးယူထားတဲ့မှတ်ဉာဏ်တွေဖြစ်နိုင်ပြီး Secret Agent ဟာ episode 49နောက်ကကင်မရာမန်ရဲ့ကောင်းကိုယူဆောင်ခဲ့တာကိုပါပရိသတ်တို့သတိထားမိကြမှာပါ episode 84မှာ Elite TV Man teleport လုပ်နေချိန်မှာကွန်ပျူတာနဲ့တူတဲ့ကောင်းရှိနေပြီးလူခန္ဓာကိုယ်ပုံစံစက်ကောင်တဦးရဲ့ပုံရိပ်ကိုဖြတ်ခနဲမြင်တွေ့ခဲ့ရပါတယ်။သူဟာ TV Man တွေ teleport လုပ်တဲ့တခြား dimension ထဲမှာရှိနေခဲ့ပြီး TV Man တွေကသူ့ကိုမမြင်နိုင်ခဲ့ပါဘူး။ဒါဟာ PC Man တွေဟာ Secret Agent တွေလိုပဲတခြားသူတွေမမြင်နိုင်တဲ့လျှို့ဝှက်မျိုးနွယ်ဖြစ်နိုင်တယ်ဆိုတာကိုအခိုင်အမာထောက်ခံနေပါတယ်။ episode 82ရဲ့ထပ်ဆောင်စက်ဝင်ခန်းမှာလည်းအပေါ်ကနေစောင့်ကြည့်နေတဲ့စက်ကောင်တအုပ်ကိုတွေ့ရပါတယ်။ဒီစက်ကောင်ဟာအစိမ်းရောင်အလင်းနဲ့စောင့်ကြည့်တဲ့ Secret Agent မဟုတ်ပဲလေးတောင်ပုံစံကောင်းတဲ့အဖြူရောင်အလင်းထွက်နေတာတွေ့ရပါတယ်။ဒါဟာအဖြူရောင်မျိုးနွယ်စုအသစ်ဒါမှမဟုတ် PC Man တွေထဲကတခြားလူသားတအုပ်ဖြစ်နိုင်တယ်လို့လည်းသုံးသပ်ထားပါတယ်။ episode 80ဟာ Tafush Boom ရဲ့အစီအစဉ်ရမကြာမီထွက်လာနိုင်ခြေရှိပြီးအရင်ကလိုနှစ်ပတ်ကြားတစ်ခါထုတ်လွှင့်တဲ့ပုံစံကိုသာပြန်ရောက်ရင်ပရိသတ်တွေအတွက်တော့အလွန်ဝမ်းသာစရာဖြစ်ပါလိမ့်မယ်။ Tafush Boom ရဲ့ပြောကြားချက်အရ episode 80ဟာနှစ်ပိုင်းသို့မဟုတ်သုံးပိုင်းအထိရှိနိုင်ပါတယ်။ episode 80ဟာဇလန်ရဲ့လျှို့ဝှက်ချက်အများပြားကိုဖော်ထုတ်မဲ့အပိုင်းဖြစ်လာတော့မှသိချပါတယ်။ Tafush Boom ရဲ့
ကျွန်တော်ဟာစိတ်ရုံမဟုတ်ပါဘူးဆိုတဲ့အတန်ဖိုင်ကနေထွက်ပေါ်လာတဲ့လျှို့ဝှက်ချက်ကစား PC မန်မျိုးနွယ်ဆိုတဲ့အကြောင်းတွေထည့်ဆုံးစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ Episode 80ရောက်ရှိလာတဲ့အခါအသေးစိတ်သုံးသက်ချက်ကိုအချိန်မီကြည့်ရှုနိုင်ဖို့ channel လေးကို like and subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်။ပရိသတ်ကြီးရှင်အခု Ghost Town မြန်မာ channel မှာလည်းမမလေးတီခင်ရှိနေပါပြီနော်။ဆိုတော့မမလေးတီခင်ရဲ့တင်ဆက်ပုံတွေမမလေးတီခင်ရဲ့ theory တွေသဘောကျရဆိုရင်တော့ Ghost Town မြန်မာ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။